တောလိုက်သွားနေပါတယ်တောလိုက်ဆိုတော့ကျင်တော့မဟုတ်ပါဘာကြီးလဲဘာကြီးတွေ့တာဘာကောင်းလုံးငိုတွေဘာတွေတွေ့ခရောကြည့်ဦးဟဲ့မဟုတ်ဘူးကြောင့်အကောင်တော့အကောင်ရက်ထားတာဟမ်ခွေးဆိုချီရခွေးချီရလို့ခွေးတော့ဝတ်လို့မဟုတ်ခွေးချီရဆိုအကြီးဒီမှာလာတော့အိမ်နေတယ်တော့ဝက်မှတော့လာတော့ဝက်ဟိုဖုံးနဲ့ပါလာရိုက်ကောင်ငှက်တန်လေးကตายရနေဟုတ်လေခွေးကအဲ့လောက်ထိတောင်လုံနိုင်ပါမလားဟိုရအမြင့်တွေကိုလိုက်ရက်တာဒီထဲတော့ဘာလဲအကောင်တော့ကြီးမယ်နော်အေးရအကောင်တော့ကြီးလောက်တယ်အေးရခွေးတော့မဒီအပင်အမြင့်ထိလိုက်မရက်ဘူးအေးလို့